အားလုံးပဲပျော်ပျော်ရွှင်ရွှင်ရှိကြရဲ့လားလောကမှာငွေရေးကြေးရေးဘလောက်ပဲချမ်းသာသည်ဖြစ်စေဘလောက်ပဲစီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံသည်ဖြစ်စေဒီအတွေ့နဲ့ဟတ်ထဲမှာပါနော်ပျော်ပျော်ရွှင်ရွှင်ရှိနေဖို့အဓိကလူတိုင်းမပျော်ရွှင်နိုင်ဘူးပျော်ရွှင်မှုကိုငွေကြေးနဲ့လည်းပေးပြီးတော့မဝယ်နိုင်ဘူးပျော်ရွှင်မှသာလျှင်ညာအိတ်ချင်းတွေမှာအနှောက်အယှက်ကင်းကင်းနဲ့ပူပိအကြောင်းကြကဲစွာအိတ်ဆက်နိုင်မယ်ပျော်ပျော်ရွှင်ရွှင်နိုးထနိုင်မယ်ပေါ့နော်ဒါကြောင့်မလို့အားလုံးပဲပျော်ရွှင်ကြရဲ့လားလို့ဆရာမမေးရဖြစ်ပါတယ်လောကလူသားတွေမှာခံစားရတဲ့ထဲမှာအရန်ဟိုမှာခံရခတ်ပြီးတိမ်မွေးတဲ့မပြောက်တဲ့ဝေဒနာရှိတယ်အဲ့ဒီဝေဒနာလေးကဘာလေးလဲဆိုတော့အထီးကျန်ခြင်းနဲ့လက်ပြမလုံးခြင်းပဲအထီးကျန်လာတဲ့အခါမှာလူတွေကပေါင်းသိမိတ်ဆွေတွေနဲ့ပျော်ပျော်ပါးပြောင်ဟန်ဆောင်ပြီးတော့လိုက်ပြီးတော့ပျော်တယ်ပေါ့နော်ဟန်ဆောင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်နေတဲ့ပေါင်းသိမိတ်ဆွေတွေကိုပေးပြီးတော့ပေါင်းတယ်ကျွေးပြီးတော့ပေါင်းတယ်ပေးကမ်းပြီးတော့ပေါင်းတယ်ကိုယ်နာမှာလူတွေခေါ်ထားတယ်ပေါ့နော်ငွေကြေးဘလောက်ပဲချမ်းသာဥစ္စာပစ္စည်းဘလောက်ပဲပြည့်စုံနောက်ဆုံးမှာတော့အထီးကျန်နေတဲ့လူကကိုတယောက်တည်းပဲရှိရလို့ခံစားနေရတတ်တာမျိုးလက်ပြမလုံးတာကလည်းမကောင်းတာတစ်ခုခုကိုပြုတ်လုထားရဲဆိုလက်ပြမလုံးပေါ့နော်သူ့ရဲ့မျက်နှာလေးမှာသူတိတာတယ်ပေါ့နော်ဒီတော့အထီးကျန်ခြင်းနဲ့လက်ပြမလုံးခြင်းကခံစားရခက်တဲ့ဝေဒနာပေါ့စိတ်ကူးလို့လည်းမရအောင်ဆရာမစီသွားလို့လည်းမရအောင်စိတ်ပိုင်းဆိုင်ရာဝေဒနာပေါ့ယူနေရလားဆိုတော့လည်းမယူပေါ့နိအဲ့လိုခံစားရတတ်တာဘလို့လက္ခဏာလေးတွေမှာရှိတယ်ဆိုတော့ဆရာမအနေနဲ့တင်ပြပေးပါမယ်သူ့ရဲ့ကန့်အကြောင်းတရားလေးပေါ်မှာမူတည်တယ်များသောအားဖြင့်ကတော့ ego များရဲ့လူအတ္တကြီးရဲ့လူတွေကိုယ့်အတွက်ကိုပဲသိရဲ့လူတွေသူတစ်ပါးကိုစိတ်ကိုတတ်တာဝါသနာမှာတချို့ကျတော့လူကိုတတ်တာမဟုတ်စိတ်ကိုတတ်တာအမြဲသူများစိတ်ဆင်းရဲအောင်ပဲလုပ်နေတဲ့လူတွေဒီလိုလူလေးတွေမှာဒီနှလုံးလန့်ချောင်းပုံတဲ့ပြည့်ရွှင်းသွားတယ်ပြည့်ရွှင်းပြီးတော့အထီးကျန်ခြင်းနဲ့လက်ပြမလုံးခြင်းတွေကိုခံစားရတတ်တဲ့နောက်ဆက်တဲ့ဆိုးကျိုးဝေဒနာဖြစ်ခံစားရတတ်ပါတယ်အဲ့တော့ဒီမှာပေါ့နော်လက္ခဏာရှိလက္ခဏာမှာအသက်လန်းကြောင်းဥကောင်းလန်းကြောင်းနှလုံးလန်းကြောင်းရှိနှလုံးလန်းကြောင်းမှာအမွှားတွေပါတာဒါကတော့ထားလိုက်ပါတော့เนาะအမွှားတွေပါဆရာမပါတာကိုဆရာမပြောချင်တာပေါ့ဒီနှလုံးလန်းကြောင်းမှာဒီနားမှာကျိုးနေနှလုံးလန်းကြောင်းနှစ်ထပ်ဖြစ်တာတွေအခွဲများတာတွေအထက်ထပ်ဖြစ်တာတွေကျိုးနေမပီပြင်းတာမထင်ရှားတာမျိုးတွေနဲ့နှလုံးလန်းကြောင်းတိုးပြီးပုံပန်းတဲ့အရန်ပြက်နေတာသူ့နာမှာလူအယောက်1000ရှိနေတော့သူကအထီးကျန်ခြင်းဝေဒနာကိုခံစားရမှာလက်ပြမလုံးခြင်းဆိုတာကလည်းခံစားရတတ်ပါတယ်လက်ပြမလုံးခြင်းဆိုတာကတော့ तू ကတရားသဘောကိုသိရလို့ရှက်တက်တဲ့လူမှပဲလက်ပြမလုံးတာဖြစ်ပေါ်ခံစားတတ်တာဒီတော့ပထမဆုံးအဆင့်အနေနဲ့လုံးလေးဖြစ်ခြင်းဝေဒနာကိုခံစားရတတ်ပါတယ်စိုက်ကိုတွေဖောက်လာတတ်တယ်နှလုံးရောဂါတွေဖြစ်လာတတ်တယ်ပေါ့နော်နှလုံးလက်ညောင်းလေးပေါ့နော်ဒီလိုပုံတဲ့ပြည့်ရင်းတဲ့ဥစ္စာလက်နှစ်ဖက်စလုံးမှာပိုင်ပို့ပြီးတော့အဖက်ရှိတယ်တချို့တွေကဘယ်ဘက်မှာပါလာညာဘက်မှာပါလာပြောတယ်နှစ်ဖက်စလုံးလို့ပြောလို့ရတယ်နှလုံးလန်းကြောင်းကအလောက်ထိမတိုးဘဲနဲ့ရှေ့ပြီးတော့ပုံတဲ့ပြည့်ရင်းနေပြီဆိုလို့ရှိရင်ဒါသတိထားပေးရမှာနောက်ဆုံးတော့လေအတ္တကြီးအတန်တော်နာထောပါပဲကိုဘယ်အာကိုရှာကိုတိုင်းပဲတယောက်တည်းနဲ့နေတဲ့အောင်တယောက်တည်းနဲ့ကိုယ်စိတ်နဲ့ကိုယ်နဲ့တဲ့အောင်ပဲတရားအထောက်ရမယ်ဆိုတဲ့သဘောဘက်ကိုနှွှဲတာပေါ့နော်ဒါကြောင့်မလို့အထီးကျန်ခြင်းနဲ့လက်ပြမလုံးခြင်းဟာခံစားရခတ်ပြီးတော့တိမ်မွေးနူးညံ့နဲ့ဆေးမရှိရဲ့ယောဂဝေဒနာတွေအဖြစ်နဲ့လက္ခဏာရဲ့သဘောတရားမှာအကျိုးသက်ရောက်ပုံလေးနဲ့နှလုံးလန်းကြောင်းသက်ဆိုင်ပုံလေးတွေကိုပြောကြားပေးလိုက်လို့ရပါတယ်ဒီအတိတ်ကံပါလာတဲ့သူတွေကပေါ့နော်လက်ရှိပြစ္ဆုတ်ပံမှာလေသူများပုံစိတ်ဓာတ်မကောင်းခြင်းမယိုးဖြောင့်ခြင်းတွေလောက်တက်မယ်ဆိုလို့ရှိရင်တော့ဒီဘဝတော့အထီးကျန်တာနဲ့လက်ပြမလုံးနဲ့ပဲဖြစ်တတ်တာပါနော်နောက်ဘဝဆိုလို့ရှိရင်တော့အုံနောက်ညံရီမမီခြင်းတွေပါနောက်ဆက်တွဲဆိုးကျိုးအနေနဲ့ဖြစ်လာနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဆိုင်းတွေပါလာပြီဆိုတော့ကိုယ့်ရဲ့ကိစ္စရဲ့ဒီကွာတိအဲ့တော့အများပေါ်မှာပျော်ရွှင်မေးရမယ်ကောင်းမေးရမယ်မေတ္တာစေတနာထားပေးရမယ်အများကိုပေးကမ်းကျွေးမွေးကူညီစောင့်မတာပြုလုပ်ပေးရမယ်ကိုယ့်ဘက်ကပေးတာပေးလိုက်တဲ့ပြန်ရတဲ့အကျိုးမမျောကိုးနဲ့ပေါ့နော်ဒါလေးကိုတင်ပြပေးလိုက်ရတယ်ခံစားရခတ်တဲ့ဝေဒနာလေးကိုအားလုံးပဲဒီထီးကျန်ခြင်းတို့လက်ပြမလုံးခြင်းတို့မခံစားရဘဲနဲ့ဘဝကိုအေးချမ်းပျော်ရွှင်စွာနေ့ရက်တိုင်းဖြတ်တန်းနိုင်ရပါစေလို့ဆရာမထက်တော်နဂတ်ပိန်နဲ့လက္ခဏာပညာရှင်မှာဆုတောင်းမေတ္တာပို့တာပေးလိုက်ရပါတယ်ရှင်အားလုံးပဲပျော်ရွှင်ကြပါစေရှင်